10ထိကောဆောင် ဟဲ့ကောဆောင်အဲ့လိုမဖတ်နဲ့ရတယ်ကောဆောင်0လို့ပတ်စံမလို့ကောဆောင်ဆက်ဖတ်မယ်1 2 ကောဆောင်1 2 ဒီကာ အမ်ပတ် ဒီကာအဘာလီမာအနန် အနာ ဒူဂျို ဒူဂျိုအနာဒူဂျို လာပန် ဆာဘူလာ စမ်ပီလန် စပူလူ နည်းနည်းဆိုကြည့်အောင်ကောဆောင်ကောဆောင်1 2 3 4 5အနန်ဒူဂျိုလာပန်စမ်ပီလန်စပူလူเนาะအဲ့လိုတော်တော်လေးဆိုကြည့်မယ်ပြန်ဆိုပါ ကောဆောင်1 2 တီဂါ ဒီကာအဘာလီမာအဘာ အနန် အမလီမာအနာဒူဂျိုလာပန်ဆာဘူလူ စမ်ပီလန် ဆာဘူလူ เนาะအဲ့ဒါလေးတွေတော်တော်လေးတွေဆိုဘာဖြစ်လို့ဆိုတော့ဟုတ်လားလေ့ကျင့်မှုလေးတွေအစဆိုတော့ဒီလိုပေါ့ဘဒူနေနေဆရာကိုလည်းအစထီထင်ကောင်းနဲ့ကြည့်ခဲ့ရတာเนาะဟုတ်လားအတန်ထွက်တောင်မှအတန်ထွက်ကိုပဲနားထောင်ပြီးတော့ကြည့်ခဲ့ရတာเนาะအခုကကြာမင်းတို့စလုံးပေါင်းသွားပါလို့ဆိုတော့ပြန်ပြီးတော့ဖြည်းဖြည်းချင်းစဉ်းစားရင်ရပါတယ်ဒါအစမို့လို့အစကတော့ဘဒူနေနေဒီလိုပေါ့ဟုတ်လားမေးမှုလေးတွေရှိမယ်ဟုတ်လားအဲ့ဒါ10ကျော်သွားရင်ဘာနဲ့သုံးမလဲ plus နော်စတုစက်ဒါကိုတစ်ကိုခေါ်တယ်နော်စပလတ်ဆိုရင်စနစ်ကြတော့ ဒူအပလက် 73 ဒီကာပလက် 14 ဒီကာပလက် အပပလတ်15 လာမပလက် 15 lima plus လီမာပလက် lima နော် lima plus 16ပါအနန် anan plus အနန်ပလက် တူဂျို plus ဒူဂျိုပလက် 18 လာပန်ပလက် 19 ဆာဘူလာပလက် sa ဆာဘီလာပလက် sambilan ဆာဘီလာ sambilan plus 20နာဆာဒူအဘူလူ ဒူဘလူးเนาะတွက်အောင်ကြည့်ထားမယ်မြန်အောင်ကျင့်ထားမယ်โอเค